လယ်သမားတွေရင်ဆိုင်ကြုံတွေ့နေရတဲ့ရွှေခရူဒုက္ခအေယာဝတီတိုင်းလက်ပုတ္တာခရိုင်မော်လမြိုင်ကျွန်းမြို့နယ်ကမိုးစဘာစိုက်ခင်းတွေမှာရွှေခရူတွေဝင်ရောက်ဖျက်ဆီးနေလို့စဘာပြိုးချိန်မှာတောင်သူတွေအခက်ကြုံတွေ့နေကြရပါတယ်။စဘာဖြက်ရွှေခရူတွေဟာမော်လမြိုင်ကျွန်းမြို့နယ်မြင်းကကုန်းကြီးရွာအတွင်းကမိုးစဘာစိုက်ပျိုးဖို့ပြိုးထောင်ထားတဲ့ပြိုးခင်းတွေမှာအဓိကကြာရောက်နေတာဖြစ်ပြီးနှိမ်နှင်းလို့မနိုင်တာကြောင့်စဘာပြိုးခင်းတွေပျက်စီးကုန်ပြီးနှစ်ကြော့သုံးကြော့ပြန်စိုက်ပျိုးခဲ့ရတယ်လို့ဒေသခံလယ်သမားတွေကပြောပါတယ်။လယ်သမားတွေလည်းခရူးကြိုက်တဲ့ရွှေခရူတွေအာကြီးပဲနှက်ပြန်သုံးပြန်စိုက်ရတာကျွန်တော်တို့လယ်ထဲဆိုကောက်ထားတာတွေအိတ်နဲ့ထည့်ထားရတဲ့ဈေးနဲ့ပတ်တာပဲမရဘူးမျိုးပွားနှုံအရန်ကောင်းတာလို့မြင်းကကုန်းဒေသခံလယ်သမားတဦးကပြောပါတယ်။စဘာပင်ဖြက်ရွှေခရူတွေကိုဆေးပြတ်နှိမ်နှင်းပေမဲ့ထိရောက်မှုမရှိတာကြောင့်လူအင်အားသုံးကလက်နဲ့လိုက်ကောက်နေရပြီးလယ်တဧကကိုစံ24ပြည်စံနဲ့ပြည်နဲ့အိတ်2အိတ်3အိတ်ထိရွှေခရူတွေရရှိနေကြပါတယ်။ရွှေခရူတွေဟာအစိတ်ရှိတဲ့အတွက်သူတို့ခွန်နဲ့ချစ်မိရှာမိပါကအနာရင်းပြီးအနာမကျက်တဲ့အတွက်လယ်ထဲကိုမသွားရဲလောက်အောင်ဖြစ်နေကြတယ်လို့ဒေသခံတွေကပြောဆိုထားပါတယ်။မော်လမြိုင်ကျွန်းမြို့နယ်ဒေသခံတွေဟာရေလုပ်ငန်းနဲ့စဘာစိုက်ပျိုးတဲ့လုပ်ငန်းကိုအဓိကလုပ်ကင်ကြပါတယ်။လက်ရှိစဘာပင်ဖြက်ရွှေခရူကြတဲ့လယ်ပိုင်ရှင်တွေဟာຫນွေစဘာတွေရိတ်သိမ်းချိန်ကလည်းစဘာဈေးကျခဲ့လို့အရှုံးနဲ့ရင်ဆိုင်ခဲ့ရတဲ့အပြင်မိုးစဘာမှာပါအပင်ဖြက်ရွှေခရူတွေကျတာကိုထပ်မံကြုံနေရတာလို့ဆိုပါတယ်။ရွှေခရူတွေရဲ့မူရင်းဒေတာဟာတောင်အမေရိကဖြစ်ပြီးထိုင်ဝမ်နိုင်ငံကိုပင်လယ်စားစာဖြစ်ရောက်ရှိလာခဲ့ရာကနေဖိလစ်ပိုင်နိုင်ငံဂျပန်နိုင်ငံနဲ့ထိုင်းနိုင်ငံတွေကိုပြန့်နှံ့ဝင်ရောက်ခဲ့ကြပါတယ်။